ဇလန်းအစမှာဖြူဖြူရဲ့ရီစာဟောင်းက shopping mall ထဲမှာသူ့ကိုလာနှောက်ရှက်ပြီးဝန်တန်း100ရန်ဖက်နှက်ပေါ်ကော်ဖီတွေမှောက်ကျသွားပါတယ်။အဲ့ဒီအချိန်မှာကောင်လေးတယောက်ရောက်ရှိလာခဲ့ပြီးသူ့အင်ကြီးနဲ့ဖြူဖြူရဲ့ဖက်နှက်ကိုတန့်ရှင်လောက်ပေးလိုက်တော့ရီစာဟောင်းလေးစိတ်ဆိုးပြီးထွက်သွားပါတယ်။ဖြူဖြူကသူမနဲ့ဒိတ်မလာလို့မေတော့ကောင်လေးကကောင်ကြပေါ်ကအိတ်ပေါ်မှာပဲအာရုံရောက်နေလို့ဖြူဖြူကိုညှင်းလိုက်ပါတယ်။ဖြူဖြူကကောင်လေးအိတ်လို့ချင်နေရကိုသတိထားမိသွားပြီးအိတ်တွေအကုန်ဝယ်ပေးလိုက်ပါတယ်။နောက်တနေ့မှာဖြူဖြူကကောင်လေးရဲ့အိမ်ကိုသွားပြီးလက်ထပ်ခွင့်သွားကြောင်းလို့ဖြူဖြူရဲ့မိဘတွေလည်းအံ့ဩသွားကြပါတယ်။ဖြူဖြူကစီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့အမွေဆက်ခံသူဖြစ်ပြီးသူ့ရဲ့မိဘတွေကရှင်းလိုက်လို့အကိုဖြစ်တဲ့သူနဲ့အမွေခွဲဝေရတော့မှာပါ။ဖြူဖြူကသူ့အကိုတခြားတရုတ်ဆောင်မင်းသမီးတယောက်နဲ့ချစ်ကြိုက်နေရလို့ထင်နေပါတယ်။ဖြူဖြူကသူ့ကိုအကြောင်းစုံစမ်းနေတဲ့အချိန်မှာကောင်လေးတယောက်နဲ့တွေ့ပြီးကောင်လေးကသူ့ကိုအဝေးလန့်ခိုင်းလိုက်တယ်။ဖြူဖြူလည်းကောင်လေးချောချောလေးကြောင့်စုံစမ်းရေးကိုအာရုံမစိုက်နိုင်တော့ပါဘူး။ကောင်လေးရဲ့နာမည်ကကျော်စောဖြစ်ပါတယ်။ဒီနေ့ဖြူဖြူကကော်ဖီဆိုင်တစ်ဆိုင်ကိုသွားတဲ့အချိန်မှာဆိုင်ထဲကမိန်းကလေးတွေအကုန်လုံးကောင်တာမှာရှိတဲ့ကောင်လေးတယောက်ကိုအသေးအံဝိုင်းကြည့်နေကြပါတယ်။အဲ့ဒီကောင်လေးကကျော်စောဖြစ်နေတယ်။ဖြူဖြူကအစာကမသိတယ်လို့ဟန်ဆောင်နေပေမဲ့ကျော်စောကဈေးရိရှော့ပြီးကော်ဖီခွက်မှာအသေးပုံတွေဆွဲပေးလိုက်တော့ဖြူဖြူလည်းပြုံးမိသွားပါတယ်။အရီနီကစပြီးဖြူဖြူရှိတဲ့နေရာတိုင်းမှာကျော်စောလည်းရှိနေတတ်ပါတယ်။ shopping mall ထဲမှာလည်းဖြူဖြူရှစ်ကိုရောက်လာပြီးနှင်းစီပန်းတစ်ပွင့်ပေးပါတယ်။နောက်နေ့ဖြူဖြူတယောက်ရုံးထဲမှာအလုံးလုံးနေအောင်ပစ္စည်းပိုးတဲ့ကောင်လေးတယောက်ကဖြူဖြူရဲ့ရုံခန်းထဲကိုအတင်းဝင်လာပါတယ်။ကောင်လေးကပစ္စည်းပိုးရမယ်လို့အစ်စ်ကိုပဲကိုယ်တိုင်ပေးမယ်လို့ပြောပြီးဖြူဖြူရဲ့နာမည်ကတ်ကိုလည်းတောင်းပါတယ်။ဖြူဖြူလည်းဒေါသထွက်သွားပြီးနာမည်ကတ်ကိုစပွဲပေါ်ရိုက်ချလိုက်ပါတယ်။ပစ္စည်းပိုးတဲ့ကောင်လေးကကြော်စောဖြစ်နေလို့ဖြူဖြူလည်းအံ့ဩပြီးကြော်စောတစ်ခုခုကြံနေရဖြစ်ရမယ်ဆိုပြီးတန်တရာဝင်လာပါတယ်။တကယ်တော့ကြော်စောကဖုံးတော်ကြီးတစ်ပါးဖြစ်လာချင်တာဖြစ်ပြီးအိမ်မက်ကိုအကောင့်ထည့်ဖို့အလုပ်တွေအများကြီးလုပ်နေရပါ။တနေ့ဖြူဖြူကအစည်းအဝေးပွဲတစ်ခုတက်နေအောင်အဖိုးကြီးတွေကဖြူဖြူကိုချီးကျူးရမယ့်အစားပေါ်တော်ဟာသားတွေပြောနေကြပါတယ်။ဖြူဖြူဆက်ချုပ်သွားပေမဲ့တီးခတ်နေလိုက်ပါတယ်။ဖြူဖြူကကားရည်စီးရဲ့အချိန်မှာဒေါသတွေကိုဖြေလျှော့ဖို့ငိုချလိုက်ပါတယ်။အဲ့ဒီအချိန်မှာကြော်စောရောက်လာပြီးကားတန့်ရှင်ကသူဆိုင်ပေးမယ်လို့ပြောပြီးသူ့ကိုကော်ဖီဝယ်တိုက်ဖို့ဖြူဖြူကိုပြောပါတယ်။ကော်ဖီဆိုင်ရောက်တော့ဖြူဖြူကသူတို့ဘာလို့ဒီလိုအမြဲတွေ့နေရကြလဲလို့ကြော်စောကိုမေးလိုက်ပါတယ်။ကြော်စောရဲ့အိမ်မက်ကဖုံးတော်ကြီးဖြစ်ချင်တာဖြစ်ပြီးဒါကိုသူ့ရဲ့အမေကသဘောမတူဘူးလို့ပြန်ပြောပြပါတယ်။ဒါကြောင့်ကျော်စောလည်းသူ့အမေနဲ့ရန်ဖြစ်ပြီးအိမ်ပေါ်ကဆင်းလာခဲ့ပါတယ်။ကျော်စောကအိမ်မက်တွေအကောင့်ထဲပေါ်ဖို့စီးပွားရေးအဆင်ပြေရမယ်ဆိုပြီးအလုပ်တွေအများကြီးလုပ်နေရတာလို့ဖြူဖြူကိုပြပြလိုက်ပါတယ်။ဖြူဖြူကကြည်ကြည်တက်ချမ်းသာပေမဲ့နေရာထိုင်တာစီကမရှိပါဘူး။အိမ်ထဲမှာရှုပ်ပွားနေရကိုတရီချမိသွားတော့ဖြူဖြူကတန့်ရှင်အဖွဲကိုဖုန်းဆက်ပြီးလူ10ယောက်လောက်ကိုပို့ပေးပါလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ရောက်လာတာကတော့ကျော်စောတယောက်တည်းဖြစ်နေပါတယ်။ကျော်စောကဒီအိမ်ကိုဖြူဖြူရဲ့အိမ်မက်မသိသေးပဲတန့်ရှင်စားလုပ်ဖို့ပြင်ပါတယ်။ကျော်စောကတတရရနဲ့အကောင်းဆုံးလုပ်ပေးပြီးရဲ့နောက်ပြန်တော့မဲ့အချိန်မှာမီးဆိုင်ပြက်နေရကိုတတိထားမိသွားပါတယ်။ဒါပေမဲ့လက်ချော်ပြီးမီးဆိုင်လည်းအောက်ကိုပြုတ်ကျပြီးတစစီကွဲကျသွားပါတယ်။ကျော်စောလည်းရော်ရပြီးဆိုပြီးစိတ်ညစ်သွားပါတယ်။ဖြူဖြူအိမ်ပြန်ရောက်လာတော့တန့်ရှင်သမားကကျော်စောဖြစ်နေရတာမအံ့ဩတော့ပါဘူး။မီးဆိုင်ရဲ့တန်ဖိုးက6.8တန်းရှိပြီးကျော်စောကဖြူဖြူရဲ့လက်အောက်မှာအလုံးလုံးရင်ပြန်ရော်ပေးမယ်လို့ပြောလိုက်ပါတယ်။ဖြူဖြူကကျော်စောကိုညှင်းလိုက်ပြီးဒီအတိုင်းပဲပတ်စံပေးဖို့ပြောပါတယ်။ကျော်စောကအိမ်ကိုနှိမ့်ရိုင်းလာပြီးအကျွေးမကြည့်မချင်းတန့်ရှင်လုပ်ပေးမယ်လို့ပြောပါတယ်။ကျော်စောကဖုန်းတော်ကြီးဖြစ်တော့မှဖြစ်တဲ့အတွက်မိမတွေကိုစိတ်မဝင်စားတော့ကြောင်းထပ်ပြောပြလိုက်ပါတယ်။ဖြူဖြူလည်းအိမ်တန်ရှင်အတွက်အချိန်မပေးရတော့ဘူးလို့တွေးလိုက်ပြီးကျော်စောကိုလက်ခံလိုက်ပါတယ်။နောက်တနေ့မှာတော့နှစ်ယောက်သားအိမ်အတွက်လိုအပ်တာတွေအတူတူတော့ဝယ်ကြပါတယ်။ဒီအချိန်မှာကျော်စောကသူ့ရဲ့နှုတ်ဖို့ခိုင်ပန်းဟောင်းတွေနဲ့စကားပြောနေပါတယ်။ဒါကိုကြည့်ပြီးကျော်စောအလုပ်တွေအများကြီးလုပ်ထားတယ်ဆိုတာဖြူဖြူကသဘောပေါက်သွားပါတယ်။အဲဒီနောက်အစည်းအဝေးပွဲမှာအဖိုးကြီးတွေကအရင်လိုပဲဖြူဖြူကိုနှိမ်တလုံးလုံးနဲ့စကားပြောကြပါတယ်။ကြာလာတော့ဖြူဖြူလည်းတိမခတ်နိုင်တော့ပဲအစည်းအဝေးခန်းထဲကထွက်လာခဲ့ပါတယ်။ဖြူဖြူရဲ့အကိုဖြစ်တဲ့တီဟာကဒီအကြောင်းကိုကြားတော့ဒေါသထွက်ပြီးအဖိုးကြီးတွေကိုဖြူဖြူကိုမလိမ္မစားလုပ်ရင်အလုပ်ထုတ်ပြစ်မယ်လို့ပြောလိုက်ပါတယ်။နောက်တနေ့ညမှာတော့အစည်းအဝေးထက်လောက်ကြပြီးတီဟာကရှေ့ရဝင်တွေကိုပွင့်ပွင့်လင်းလင်းထပ်တတိပေးလိုက်ပါတယ်။အဲဒီနောက်ပြောချင်ရပြောပြီးဆရာကြီးစတိုင်နဲ့အစည်းအဝေးခန်းထဲကထွက်သွားပါတယ်။ဖြူဖြူအိမ်ကိုပြန်ရောက်လာတော့ပင်ပန်းလို့မိတ်ကပ်ကြောင်မဖြတ်နိုင်ကြပါဘူး။ဒါကြောင့်အလိုက်တီးရဲ့ကျော်စောကပဲဖြူဖြူရဲ့မိတ်ကပ်တွေကိုဖြတ်ပေးလိုက်ပါတယ်။အဲဒီအချိန်မှာတကားခေါင်းလောင်းတန်မြည်လာလို့တွားကြည့်လိုက်တော့တီဟာဖြစ်နေပါတယ်။ဖြူဖြူလည်းလမ်းဖြတ်သွားပြီးကျော်စောကိုပုံခိုင်းလိုက်ပါတယ်။ကျော်စောကအိတ်ခန်းထဲမှာခွေးတစ်ကောင်နဲ့အတူဝင်ပုံနေလိုက်ပါတယ်။တီဟာအိမ်တဲကိုရောက်လာတဲ့အချိန်မှာခွေးကထားကောင်လို့တီဟာကအခန်းထဲဝင်ကြည့်ဖို့လုပ်ပါတယ်။ဖြူဖြူကတော့ဝင်မကြည့်ဖို့ပြောပြီးကြောင်းနေ။တီဟာကဖြူဖြူကြောင်းနေရကိုကြည့်ပြီးပြုံးကထွက်သွားပါတယ်။အဲဒီနောက်ကျော်စောကအိတ်ခန်းထဲကထွက်လာပြီးကျောင်းမနဲ့အနေနဲ့လက်ဆောင်တကြားလုံးကိုဖြူဖြူကိုပေးလိုက်ပါတယ်။အရင်တုန်းကအသက်မဲနေတဲ့အိမ်ကအခုတော့ကျော်စောကြောင့်တလွင်တောက်ပွားနေပြီးဖြစ်ပါတယ်။ဖြူဖြူကလည်းအလောက်မပင်မရသမျှကိုကျော်စောကိုပွင့်ပွင့်လင်းလင်းပြောဖြစ်လာပါတယ်။တနေ့တော့ဖြူဖြူကကျော်စောမှာတခြားအကြံအစီရှိနေလားလို့မေးလိုက်တော့ကျော်စောကဖြူဖြူရဲ့ပတ်စံတွေကိုလိုချင်တယ်လို့ပြောလိုက်တယ်။ကျော်စောကဖြူဖြူကိုစင်ရန်မမသူတွေကိုအကူအညီပေးဖို့အတွက်ပြောပါတယ်
ဖြူဖြူကတူပေးစစ်ချိန်ပြုံးပြလို့ကျော်စောကိုပြောပါတယ်ကျော်စောကပြုံးပြလိုက်တော့ဖြူဖြူရဲ့နှလုံးသားလည်းအရေးပြောသွားပါတယ်နောက်တစ်နေ့ရောက်တော့ဖြူဖြူကဖះเจ้าကိုအတူလိုက်ပြီးကျော်စောရဲ့ဆရာလည်းဝမ်းသာနေပါတယ်ကျော်စောရဲ့ဆရာကသူ့ရဲ့အပြုံးကလူချစ်လူခင်ပေါ်များစေမှဖြစ်ပြီးအကျိုးရှိရှိအတောင်းချဖို့ပြောလိုက်ပါတယ်အရီနီကဆော့ပြီးကျော်စောကဖြူဖြူကိုခဏခဏပြုံးပြဖြစ်လာပြီးတစ်ခါပြုံးတိုင်းဖြူဖြူကလည်းဖះเจ้าကိုတစ်ခါလှူပေးအစာပိုင်းမှာအစားအသောက်တွေပဲလှူပေးမယ်နောက်ပိုင်းမှာ laptop တွေအထိပါဖြစ်လာပါတယ်ATA ဆန်နဲ့နေတတ်တဲ့စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးဟာနှွေးထွေးပြီးပြောနေတတ်တဲ့မိန်းမတစ်ယောက်ဖြစ်လာခဲ့။တနေ့မှာတော့အိမ်မမွေးထားတဲ့ခွေလေးကထွက်ပြေးသွားလို့ဖြူဖြူနဲ့ကျော်စောရလည်းအပြင်ထွက်ပြီးလိုက်ရှာကြတယ်။ဖြူဖြူအပြင်ကိုထွက်လိုက်တော့နမကြီးတရုတ်ဆောင်မင်းသမီးတစ်ယောက်နဲ့တွေ့လိုက်တယ်။ဒီတရုတ်ဆောင်ကသူမအရင်ကစုံစမ်းဖူးခဲ့သူဖြစ်ပြီးကျော်စောကဖြူဖြူနဲ့တိန်တဲနေနေရာကိုတီးလိုက်ရတော့အထင်တွေလွဲကုန်ကြတယ်။ဖြူဖြူကတခုခုပြောဖို့ပြင်လိုက်တဲ့အချိန်မှာကျော်စောကဖြူဖြူလက်ကိုဆွဲပြီးအိမ်ထဲဆွဲခေါ်သွားတယ်။အိမ်ထဲရောက်တော့ကျော်စောကသူဖြက်စီလိုက်တဲ့မိဆိုင်ကဈေးသိမ့်မကြည့်ဘူးလို့ပြောပြီးပတ်စံနဲ့လက်ဆောင်တွေပေးလိုက်တယ်။အဲဒီနောက်ကျော်စောကနောက်ဆက်စကားပြောပြီးထွက်သွားတယ်။ဖြူဖြူကရင်ထဲမှာခန်းစားနေရပေမဲ့ကျော်စောကိုမတားခင်ဘူး။အဲဒီနောက်ဖြူဖြူရဲ့မွေးနေ့မှာဖြူဖြူရဲ့အဖေကအပင်လေးတစ်ပင်လက်ဆောင်ပေးတယ်။နောက်တစ်နေ့မှာတော့မိသားစုတွဲဆုံပွဲလုပ်ကြပြီးပွဲမှာတရုတ်ဆောင်မင်းသမီးကိုတွေ့လိုက်ရလို့ဖြူဖြူလည်းပူသွားတယ်။အဲဒီနောက်ဒီဟာကဖြူဖြူကိုလက်ဆောင်တစ်ခုပေးလိုက်တယ်။ပွဲပြီးမှတရုတ်ဆောင်မင်းသမီးကဖြူဖြူကိုတားပြီးကြံစကားပြောလိုက်ပါတယ်။ဖြူဖြူကချက်ချင်းကျော်စောကိုဖုန်းဆက်တော့ကျော်စောကအလုံးမလို့ပြောပြီးဖုန်းချလိုက်တယ်။ဖြူဖြူကဖုန်းထက်ဆက်ပေမဲ့ကျော်စောကအာရုံမစိုက်ပါဘူး။ဒီအချိန်မှာပဲကောင်းပါလေးတယောက်ကကျော်စောစီကိုရောက်လာပြီးတထေးကခေါ်တယ်လို့လာပြောပါတယ်။ကျော်စောကအလုံးလုံးနေရလို့ပြောတော့ဆိုင်ကိုဒီနေ့ပိတ်လိုက်ပြီလို့ကောင်းပါလေးကပြန်ပြောပါတယ်။တကယ်တော့ဖြူဖြူကကျော်စောအလုံးလုံးနေတဲ့ဆိုင်ကိုဝင်လိုက်တာဖြစ်ပါတယ်။စားတော့ဆိုင်မှာထိုင်နေတော့ကျော်စောကဒီတခါမှလည်းဖြူဖြူတယောက်ရှယ်ယာဝင်အဖိုးကြီးတွေကြောင့်စိတ်ဆိုးလာတယ်လို့တွေးနေတယ်။ဒါပေမဲ့ဖြူဖြူကသူမမိသားစုကြောင့်စိတ်ညစ်နေရတယ်လို့ကျော်စောကိုပြောပြပါတယ်။ဖြူဖြူကသူမမွေးနေ့ကိုမိသားစုကအလိမ့်မထားကြဘူးလို့ပြောပြတယ်။ကျော်စောကနမဲကမှရေးထားတဲ့မွေးနေ့ကဒီနေ့မဟုတ်ဘူးလို့ဖြူဖြူကိုပြောပြတယ်။ဖြူဖြူကမွေးနေ့အစ်စ်ကဒီနေ့ဖြစ်ကြောင်းပြန်ပြောတယ်။အဲဒီနောက်ကျော်စောကဝိတ်တာကိုခေါ်ပြီးစတဲ့တလောက်ရှင်းပေးလိုက်တယ်။ဖြူဖြူကသူရှင်းပေးမယ်လို့ပြောပေမဲ့ကျော်စောကအတင်းရှင်းပေးလိုက်တာပါ။ညနေခင်းဖြူဖြူအလုပ်စင်တော့ကျော်စောရုံထဲမှာစောင့်နေတယ်။အဲဒီနောက်ကျော်စောကမွေးနေ့ကိတ်ကိုထုတ်ပြပြီးဖြူဖြူကိုပေးလိုက်ပါတယ်။ဖြူဖြူကဖျောင်းနိုင်ထွန်ထားတဲ့မွေးနေ့ကိတ်လေးကိုမြင်လိုက်ရတော့ရင်ထဲနှွေးသွားပါတယ်။ဖြူဖြူကပြောစရာတွေလာလိမ့်မယ်လို့အတိတ်ပဲရတဲ့အပင်တပင်လက်ဆောင်ရထားကြောင်းကျော်စောကိုပြပြလိုက်တယ်။ကျော်စောကအံ့ဩသွားပြီးဖြူဖြူကဖျောင်းနိုင်ကိုမှုတ်ကဘာမှမပြောတော့ဘဲလှည့်ထွက်သွားပါတယ်။ကျော်စောကတော့ကိတ်မုတ်ကိုကင်ပြီးတောင်းတောင်းကြီးကြံနေခဲ့ပါတယ်။ဖြူဖြူကရုံခန်းထဲပြန်ရောက်တော့ဆူတောင်းနေကျော်စောကတော့ဖြူဖြူဘာဖြစ်လို့ညင်တာလဲဆိုတာနားမလည်နိုင်ဖြစ်ပြီးဗန်းဆိုင်ကိုသွားပါတယ်။အဲဒီနောက်ပျော်ရွှင်ခြင်းတွေနားလိမ့်မယ်လို့အတိတ်ပဲရတဲ့ပန်းကဘာပန်းလဲလို့ကျော်စောကမေးလိုက်တယ်။ဆိုင်ရှင်ကပန်းကိုပြပြီးဒီပန်းမှာအချစ်ပဲခွာတဲ့အခါဝမ်းနေရခြင်းဆိုရင်တခြားအတိတ်ပဲတွေလည်းရှိသေးကြောင်းရှင်းပြတယ်။ဒီအချိန်မှာဖြူဖြူကလည်းပန်းချောင်းကိုအင်တာနက်ကရှာကြည့်နေပြီးဒီအတိတ်ပဲတွေကိုသိသွားတယ်။တနေ့မှာတော့ဖြူဖြူကကျော်စောသူမကိုစောင့်နေရကိုတွေ့လိုက်ရတယ်။ကျော်စောရဲ့လက်ထက်မှာအဝိုင်းအောင်ပန်းတွေကိုကင်ထားပြီးသူကဖြူဖြူကိုပေးလိုက်တယ်။ဖြူဖြူကကျော်စောကျင်နာပေးရကိုနားလဲပေမဲ့သူမကိုပိုနာကျင်ရအောင်လုပ်နေတယ်လို့ဖြစ်နေတဲ့အတွက်စိတ်ပြတ်သွားတယ်။ဒါကြောင့်ဖြူဖြူကကျော်စောအနာကနေထက်ထွက်သွားတယ်။ကျော်စောကဖြူဖြူကိုအတိတ်ပဲပါနဲ့ကြည့်နေပြီးသူဘာကိုမှနားမလည်နိုင်တော့ဘူးလို့ပြောလိုက်ပါတယ်။ဒီအတော်အတွင်းဖြူဖြူပြောင်းလဲသွားတာကိုသူ့အနေနဲ့လက်မခံနိုင်ဘူးလို့ကျော်စောကပြောလိုက်ပါတယ်။နောက်တရက်မှာမျိုးမြင့်လို့ခေါ်တဲ့လူတယောက်ဖြူဖြူစီကိုရောက်လာတယ်ဖြူဖြူကသူမအဖေနဲ့ပထမမိမရဲ့ခလေးဖြစ်တာကြောင့်အမွေစက္ခန့်ပိုင်ခွင့်ရှိပေမဲ့သူမရဲ့အကိုဒီဟာကစီယိုရဲ့တရားဝင်မြေဖြစ်နေရကြောင်းအလေးပို့တာနေပါတယ်။ဒါကြောင့်ဖြူဖြူကသူမအကိုနဲ့ရှင်ပြိုင်ဖို့အတွက်အကူအညီလိုအပ်လာပါတယ်။ဖြူဖြူကစီးပွားရေးအရာမျိုးမြင့်ကိုလက်ထပ်ဖို့လှုပ်ထားပေမဲ့ကျော်စောကသူမဘွားရရောက်လာတော့ဖြူဖြူလည်းစိတ်တွေထွေပြလာပါတယ်။ဖြူဖြူလက်မထပ်နိုင်ရင်အမွေရမှာမဟုတ်တော့ပါဘူး။ဆက်ရှုံလာတဲ့ဖြူဖြူကရုံကန်ထဲကပမွေးတွေကိုကြည့်ပြီးကျော်စောကိုဖုန်းဆက်လိုက်တယ်။ဒီအချိန်မှာကျော်စောကဖះเจ้าမှာဖုန်းတော်ကြီးကိုသူ့ရဲ့ခန်းစားချက်ရင်ဖွင့်နေဖုန်းတော်ကြီးကဖုန်းချင်းဝရုံကိုဝယ်လိုက်ရင်အဖြေတွေကိုရှာတွေ့နိုင်တယ်လို့ကျော်စောကိုအကြံပေးလိုက်တယ်။ကျော်စောကလည်းဖုန်းတော်ကြီးရဲ့အကြံကိုလက်ခံလိုက်ပြီးဖုန်းတော်ကြီးအဝတ်အစားနဲ့ဖះเจ้าပါဝါစီထွက်လာခဲ့။ဒီအချိန်မှာဖြူဖြူကလည်းဖះเจ้าဝယ်ရောက်လာခဲ့ပြီးကျော်စောကိုတွေ့သွားတယ်။ကျော်စောနေကနေဝတ်ဆောင်ပြတဲ့ဆင်းလုံးတော်ကိုကြည့်ပြီးဖြူဖြူလည်းမျက်ရည်တွေဝဲလာပြီးထွက်သွားတယ်။ကျော်စောကဖြူဖြူနောက်ကိုလိုက်သွားပြီးဖြူဖြူရဲ့အိမ်ကိုရောက်သွားတယ်။ကျော်စောကဖြူဖြူလက်ထက်ရမယ့်သူကမျိုးမြင့်ဆိုတာသူသိရဲ့လို့ပြောလိုက်တယ်။ဖြူဖြူဒါကိုတီးရောအံ့ဩသွားတယ်ဖြူဖြူကမြမြက်ကိုခင်မောလာအဖြစ်သတ်မှတ်ထားပေမဲ့သူမခန်းစားရတွေကိုတခါမှမပြောပြခဲ့ဘူးပါဘူးအကိုဖြစ်သူဒီဟာကမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီးယင်းနေတဲ့သူရဲ့မျက်နှာတွေကိုသေချာမှတ်မိနိုင်ပါဘူးဒါကိုအသုံးချပြီးအနိုင်ယူဖို့လုပ်လို့ရပေမဲ့သူမကမလုပ်ခဲ့ပါဘူးကျော်စောဖုံးကြီးဖြစ်လာတဲ့အတွက်ဖြူဖြူရဲ့စိတ်ထဲဝမ်းနေနေတဲ့ဒါကိုတတိထားမိတဲ့ကျော်စောကဖြူဖြူကိုထည့်မိလိုက်တော့ဖြူဖြူကတငယ်ချင်းလိုပဲနေရအောင်လို့ပြောတယ်ကျော်စောကပြောနေလိုက်ပြီးဖြူဖြူကလည်းသူ့ကိုစိုက်ကြည့်နေတယ်နောက်တနေ့မိသားစုတွဲဆောင်ပွဲမှာဖြူဖြူကမြို့မြစ်ကိုလက်မထပ်နိုင်ဘူးလို့အားလုံးကိုပြောပြလိုက်တယ်ဖြူဖြူရဲ့ဆောင်ဖြတ်ချက်ကိုသူ့အဖေကလက်ခံပြီးဖြူဖြူရဲ့ပမာရက်တီးပေးဒီဟာကလည်းမြို့မြစ်သူ့ကိုမကောင်းကြလို့ဖြူဖြူမြို့မြစ်ကိုလက်မထပ်နိုင်တာသိနေတယ်ဒါကြောင့်ဖြူဖြူတို့လည်းမင်္ဂလာပွဲအစီအစဉ်တွေအားလုံးဖျက်သိမ်းလိုက်ကြတယ်
တွေးဆောင်ပွဲအပြီးမှာမောင်နှမ2ယောက်လမ်းတူတူလျှောက်ပြီးချစ်ချစ်ခင်ခင်စကားပြောကြပါတယ်ဖြူဖြူကအမွေအတွက်သူမအကိုကိုတိုက်ခိုက်နေဖို့မလိုအပ်တော့ပါဘူးအဲဒီနောက်ဖြူဖြူကကျော်စောဖို့ခေါ်ပြီးကားနဲ့ထွက်သွားကြတယ်ကျော်စောနဲ့ဖြူဖြူတို့ကကားထဲမှာချစ်ချင်လူကြပြီးတရားဝင်တွဲလိုက်ကြတယ်အဲဒီနောက်ညစာသွားစားကြပြီးအနာဂတ်အကြောင်းတိုင်ပင်ကြပါတယ်ကျော်စောကဖုန်ကြီးမလို့တော့ပဲတခြားအလုပ်ရှာမယ်လို့ဖြူဖြူကိုပြောလိုက်ပါတယ်ဒီလိုနဲ့တယောက်သားတန်ရောစင်တွေပို့တိုးလာပြီးဖြူဖြူကကြော်စောရဲ့မိဘတွေနဲ့လာတွေ့ပါတယ်။အဲဒီနောက်မှာချစ်ခင်ခင်နဲ့တွားကြပြီးဇကားလေးကလည်းဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်။